ကဲကျွန်တော်တို့ဒီ forex trading လောကထဲရောက်လာပြီဆိုရင်ကျွန်တော်တို့ပထမဆုံးဒီ technical analysis ရဲ့ဒီ fundamental analysis ရဲ့ဒီနှစ်မျိုးကိုအများဆုံးစပြီးတော့ကြားကြရတယ်ဒီ sentiment analysis ကတော့ကျွန်တော်လည်းဒါအခုနောက်ပိုင်းမှာကြားဘူးတာအရင်ကတော့ဒီနှစ်မျိုးနဲ့ပဲရွာတွေလည်းတိုင်နေပတ်ချာလပတ်တွေရမ်းခဲ့တာပေါ့ဟုတ်လားဒီမှာကျွန်တော်တို့ technical analysis ဆိုတာကသူကကျွန်တော်တို့ဒီပြီးခဲ့တဲ့ဈေးနှုန်းတန်းဒီချက်ကြီးကိုကြည့်ပြီးတော့ပေါ့နော်ဒီလိုမျိုး trading view တို့ဟာလား MT4 တို့ MT5 တို့အဲ့လိုမျိုးတွေမှာချက်ကြီးကိုကြည့်ပြီးလောက်ဆိုမှကျွန်တော်တို့ကဟို price action နီလန်းနေနဲ့ပဲဖြစ်ဖြစ်price action ဆိုဥမာ support resistance trend line တွေစရဖြစ်မို့နော်အဲ့ဒါဥစ္စာတွေနဲ့ဒါကျွန်တော်တို့ကြည့်ပြီးလောက်ဆို market ဒီတက်မလားကျမလားခံမှန်းရတဲ့နီလန်းဟာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ SMC နီလန်း ICT နီလန်းဟာလား India wave နီလန်းCRT နီလန်ဒါမှမဟုတ်ရှင်ဒါကျွန်တော်တို့technical indicator အချို့ရဲ့နီလန်ဟုတ်လားအဲ့တလိုမျိုးနီလန်နေနဲ့ဒီချက်ပေါ်မှာပဲကြည့်ပြီးလောက်ဆိုမှ market ဒီတက်နိုင်မလားကျနိုင်မလားဟာလားကျွန်တော်တို့ဝယ်တင်သလားရောင်းတင်သလားအဲ့တလိုမျိုးခက်မှန်းတွက်ချက်ပြီးတော့ဒါကျွန်တော်တို့အရောင်းဝယ်လုပ်တဲ့နီလန်ကိုဒါကျွန်တော်တို့က technical analysis နီလန်လို့ခေါ်တယ်ကဲနောက်တစ်မျိုးကကျတော့ကျွန်တော်တို့ဒီ phenomenal analysis ဆိုတဲ့နီလန်ဒီ phenomenon မှာကျတော့သူကဒီလိုမျိုးသူကစီးပွားရေး website တွေမှာတော့ကြည့်ပြီးလားဆိုမှဘိုးဘန်ရဲ့မူဝါဒတွေစီးပွားရေးညွန်ကိန်းတွေဟာလား GDP တွေငွေကြေးဖောင်းပွားမှုနှုန်းအလုပ်လက်မဲ့မှုနှုန်းဟာလားမျိုးသူတို့ကုန်သွယ်မှုနှုန်းထားတွေဒါပြလို့ရှိရင်သတင်းပေါင်းစုံပေါ့နော်တဘာဝဘေးစစ်ဘေးနိုင်ငံရေးရွေးကောက်ပွဲသတင်းရွေးကောက်ပွဲဆိုကိုမြန်မာနိုင်ငံရွေးကောက်ပွဲတော့မဟုတ်ပါဘူးပြီးခဲ့တဲ့Donald Trump ရွေးကောက်ပွဲတုန်းကဆိုလဲဒီတိုင်းပဲ market ကြီးရလေတိလားတောက်လျှောက်အသက်စရဖြစ်ပေါ့နော်ဒီ USD အသက်ကြီးရလေအဲ့လိုမျိုးတွေလှုပ်သွားတဲ့ဟာလေးရှိရပြီးလို့ရှိရင်ဥမာစစ်ရေးဒီနိုင်ငံတကာစစ်နဲ့ပတ်သက်တဲ့သတင်းတွေမှာဒီရွှေတို့ရေနံတို့တွေအလောက်ခတ်တယ်ဟလာ US ဒေါ်လာရဲ့အလောက်ခတ်တယ်အဲ့တဲ့ဥစ္စာတွေကိုတွားပြီးလောက်ဆိုမှကျွန်တော်တို့တိလာရတဲ့ကိစ္စတွေဒီလို website တွေဟလာဒီလို website တွေမှာတော့လိလာရတယ်ကျွန်တော်ကတော့ညံမမီဘူးအဲ့ဒီကိစ္စတွေကနော်အဲ့တော့ဒီဟာတွေကကျွန်တော်တို့အားလုံးလိလာဖို့ကလွယ်ကူတဲ့ကိစ္စတွေမဟုတ်နော်လွယ်ကူတဲ့ကိစ္စတွေမဟုတ်တဲ့အပြင်ကိုကျွန်တော်တို့ဒီ phenomenon နဲ့ပတ်သက်ပြီးတော့ဆိုမှကျွန်တော်တို့မြန်မာနိုင်ငံမှာကောင်းကောင်းမွန်မွန်ပြောဆိုတင်ကြပေးနိုင်တဲ့အနေအထားမျိုးတွေလည်းတိတ်မရှိဘူးမရှိတဲ့အခါကျတော့စံတော်ဝါဆိုတာတကယ်စံတော်ဝါပဲဒါကျွန်တော်တို့ကလိလာရတယ်ဒီလိုစံတော်ဝါဖြစ်နေတဲ့ဂျာထဲမှာတချို့စောက်ဆရာကြီးတွေက online ပေါ်မှာတက်ပြီးတော့ရေးတယ် market ဆိုတာပေါ့ market ဆိုတာဒီ phenomenon ကြောင့်မို့ရွေ့တာအဲ့တော့ဒီဖြစ်ပြီးခဲ့တဲ့ဈေးနှုန်းတန်းဒီကန်တယ်တွေကိုကြည့်ပြီးလောက်ဆိုမှဟာလာဝင်နေရောင်းနေကြတဲ့ကောင်တွေကစောက်ယူတွေဆိုပြီးလောက်ဆိုမှအဲ့လိုမျိုးတွေရှောက်ရေးတဲ့ခါကျတော့ကိုတွေကလည်းအဟုတ်ကြီးအောက်မေးကြီးလောက်ဆိုမှလိလာတာပေါ့လိလာလေတိုင်ပတ်လေမူးနောက်လေယူခမတဖြစ်သွားလေပဲနော်ဒါဒီနောက်ပိုင်းနှစ်တွေမှာကျွန်တော်နည်းနည်းလေးအတွေ့အကြုံရလာတဲ့ချိန်မှာကဲသွားလက်ဒီကောင်တွေတခုမှကျွန်တော်မကြည့်တော့နော်တခုမှမကြည့်တော့ဘာလို့မကြည့်ရလဲဆိုတော့ဒါတွေမကြည့်ဘဲနဲ့ဒီကောင်တွေကို phenomenal နီလန်းကိုကျွန်တော်လုံးဝ analyze မလုပ်ဘဲနဲ့ကျွန်တော်တို့ trade လို့ရတယ်ဘယ်လိုနည်းနဲ့ trade လို့ရလဲကျွန်တော်ဒီ technical နီလန်းနဲ့ကျွန်တော်တို့ကောင်းမွန် trade လို့ရတယ်phenomenal နီလန်းကိုကျွန်တော်ဒီ red folder နည်းနည်းချင်းပဲကျွန်တော်ကြည့်ကျွန်တော်ရှိမှဒီ forex factory တော့ကွန်တစ်ခုပဲထားရတော့ကျွန်တော်ဒီ red folder နည်းနည်းချင်းပဲကျွန်တော်ကြည့်တော့တာဒါ red folder တော့မှကျွန်တော်အကုန်လုံးမကြည့်ဘူးဟိုမှာဒီ FOMC ပြီးလို့ရှိရင်ကျွန်တော်တို့non-farm payroll NFC ပြင် CPI PPI အဲ့ဒါလောက်ပဲကျွန်တော်နည်းနည်း Q site တော့တယ်အဲ့ဒါလောက်ပဲနည်းနည်း Q site ပြီလားဆိုမှာပြီးလို့ရှိရင်ဒီ South U speak မှာတွေ့လားဒီ Donald Trump speak တို့ပါတော့အဲ့မျိုးကောင်အဲ့ဒီအချိန်နေတာကျွန်တော်တို့ရှောင်တယ်အဲ့ကောင်နေပါဇက်ကနေလားဆိုမှာစကားခွန်းထွက်လိုက်ရင်မက်ကကြီးကလေဇောက်ထိုးမိုးမြော်ဖြစ်တယ်သိလားဒီဟိုဥသာDonald Trump စကားပြောမဲ့အချိန်တို့ပြီးလို့ရှိရင်ပေါ်ဝဲကပတ်ပံဥက္ကဋ္ဌပေါ်ဝဲဒီကောင်နေမိန့်ခွန်းပြောမဲ့အချိန်တွေဒါကျွန်တော်တို့ကြည့်ပြီးတော့ရှောင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ funding မှာ trade တဲ့အချိန်မှာဒီ red folder ထွက်ခံကြီးကြလို့ရှိရင်ဒါကျွန်တော်တို့ entry ဝင်လို့မရဘူးဆိုတော့ rule တွေရှိတယ်အဲ့ဒီအတွက်ကြောင့်မို့ဒါဒီ red folder နည်းနည်းချင်းပဲကျွန်တော်ကြည့်တော့တယ်ကြံတဲ့ဟာကျွန်တော်တို့ဒီ technical analyze တမျိုးတဲ့ only ကိုပဲကျွန်တော်တို့သုံးတော့ဆိုမှ trade တယ်ဘာကြောင့်မို့လဲဘာကြောင့်မို့လဲဆိုတဲ့ခါကျတော့မိတ်ဆွေတို့ဒီရှေ့ရက်တွေမှာကျွန်တော်တို့ပြောထားခဲ့ကျွန်တော်တို့ trader type ကဟာလာ၄မျိုးဟာလာကျွန်တော်တို့ scalping trader day trader swing trader ပြီးလို့ရှိရင် long time investment trader နီလန်းတွေကိုဒါကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ပြောခဲ့တယ်
အဲ့အချိန်မှာကျွန်တော်ကဘာလဲဆိုတဲ့ခါကျကျွန်တော်ကနံပါတ်1 day trader ဟုတ်လား day trader ပြီးလို့ရှိရင်ကျွန်တော်ဟို swing နည်းနည်းချင်းချင်းကျွန်တော် trade တယ်နော် swing နည်းနည်းချင်းချင်းကျွန်တော် trade တယ်အဲ့ခါကျတော့ကျွန်တော်တို့ day trade တဲ့လူ swing trade တဲ့လူတွေကကျတော့ကျွန်တော်တို့ဒီ technical analyze တစ်မျိုးတည်းနဲ့ပဲလဲကျွန်တော်တို့လုံလောက်တယ်ဒါပေမဲ့ဟိုအရေးပါတဲ့ဟိုစောက်ယူစကားပြောမဲ့အချိန်တို့ပြီးလို့ရှိရင်အရေးကြီးရဲ့ဒီဟို ref folder နည်းနည်းချင်းချင်းကိုပဲကျွန်တော်တို့ queue site ပြီးလောက်ဆိုမှကျန်တာဘာတစ်ခုမှနားမလဲပဲနဲ့ကျွန်တော်တို့ဒီ technical analyze နီလန် only နဲ့လဲကျွန်တော်ကတော့ trade လို့ရတယ်ကျန်တဲ့လူတွေတော့ပြောလို့မတောက်ကျန်တဲ့လူတွေဘယ်လို trade နေကြလဲတော့ကျွန်တော်လည်းမသိဘူးဒီ phenomenal ကိုကျွန်တော်လက်လွတ်လိုက်ရတဲ့အကြောင်းရင်းကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့မှာအခြေခံအဖြစ် English စာလဲကျွန်တော်တို့အားနေတယ်အင်္ဂလိပ်စာအားနေပြီးလောက်ဆိုမှဒီကထပ်ပေါ်လာတဲ့သတင်းပေါင်းစုံကိုကျွန်တော်တို့ကအသိပဲကောက်ယူလွဲလိုက်တဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့မှာရှိရပြီးရင်ကျွန်တော်တို့က long time investment မှမဟုတ်ဘူးဟာလာဒီ position တစ်ခုကိုကျွန်တော်တို့ကဟိုလပေါင်းများစွာနှစ်ပေါင်းများစွာကင်တတ်တဲ့လူတွေလည်းမဟုတ်ဘူးကျွန်တော်တို့ဝင်လိုက်တဲ့ entry တွေကဒီတရက်အတွင်းကိစ္စပြတ်တာများတယ်တရက်တော့မဟုတ်အာနာကုန်ဒီ၄-၅ရက်အတွင်းမှာကိစ္စပြတ်သွားတာများတယ်များတော့ဖြင့်ကျွန်တော်တို့တပတ်တောင်မှဟိုတပတ်ပြည့်အောင်တော့မှကျွန်တော်မကင်ဘူးအဲ့ဒါကြောင့်မို့ဒါကျွန်တော်ကတော့ဒီနောက်ပိုင်းမှာ phenomenon ကငါတို့ယူခါစေတယ်ဝေဝါးစေတယ်ပေါ့နော်ဝေဝါးစေတယ် technical analyze တစ်မျိုးတည်းနဲ့လည်းလုံလောက်တယ်ဆိုပြီးတော့ကျန်တာတွေအကုန်လုံးကိုမေ့လိုက်ပါတယ်ခေါင်းထဲကနေအကုန်လုံးကိုထုတ်လိုက်ပါတယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီ EU စောက်လက်မခံဘူး phenomenon ကြောင့်မို့ရွေ့တာဟလား phenomenon ကိုငါတို့ကလေ့လာရမယ်ဆိုလို့ရှိရင်ဥမာမြန်မာပြည်မှာတော့ဆရာဝမ်ဘူးရဲ့ဟို YouTube channel မှာ phenomenon နဲ့ပတ်သက်တဲ့အရာတွေအများကြီးပြောထားရရှိရတော့လိလာကြည့်ကြနော်တော့လိလာလို့ရတယ်တော့နားထောင်လို့ရတယ်ညံမြင်ပေါ့နော်ညံမြင်ပေါ့ညံမမြင်တော့ဟိုနည်းနည်းဟိုဆရာခိုလေးပါလေးတောက်ပြီးမှသွားပြီးတော့နားထောင်မှရမယ်ဟုတ်ယူရမှာလို့နော်ကျွန်တော်တို့ phenomenon new နဲ့ကျွန်တော်တို့ trade မယ်ဆိုပါစို့ဥမာဒီဟိုပါပေါ့နော်ဟို USD သူကအတုံးလုံးကိုသူကမြင့်တင်မယ်ဆိုပါစို့နော်အတုံးလုံးမြင့်တင်မယ်ဆိုလို့ရှိရင်သူကတော့ USD ကတော့မာလာမယ်ဟုတ်ပြီ USD မာလာမယ်ဆိုလို့ရှိရင်ဒါ USD ကရောင်းလို့တော့မဖြစ်ဘူးသူကတော့ဝယ်ရတော့မယ်ဟုတ်လား USD ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ဈေးတက်မှတော့ဝယ်မလဲဘယ်နာမှတော့ဝယ်မလဲဒီသတင်းထွက်ပြီးရတယ်ကျွန်တော်တို့ချက်ချင်းတန်းဝယ်မလားမဟုတ်ဘူးသူကတော့တက်တာတော့တက်မှာဟုတ်တယ်ရေရှည်မှာတော့ USD ကတော့မာတော့မာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်နာမှ entry တော့ဝင်ရမလဲဘယ်နာမှ asset ထားရမလဲအဲ့တလိုမျိုးတိကျရရတဲ့အနေထားမျိုးကကျွန်တော်တို့ phenomenon မှာမရအောင် phenomenon မှာတော့ရေရှည်အပြင်ကတော့ तू ကဟို USD မာမယ်ဟာလား USD မာမယ်ဆိုလို့ရှိရင် तू ကတော့ဟို USD ကိုဝယ်လိုက်ကြတာပေါ့ထားပါတော့နော် USD ကိုဝယ်လိုက်ကြတယ်ဥပမာဒီနားလောက်ကလေးနေ USD ကိုဝယ်လိုက်တယ်ဟာလားဝယ်တဲ့ तू asset ပဲနားမှာထားမလဲကျွန်တော်မသိတော့ဘူးအဲ့တလိုမျိုးတွေက technical analysis မှာ तू က asset ပဲနားထားမယ်ဘယ်နားမှာဝင်မယ်ဟာလားဘယ်နားမှာ TP ယူမယ်ဆိုတာ technical analysis က तू ကဟိုအဲ့လိုမျိုးကတော့နီလန်ရှိရပေါ့နော်နီလန်ရှိရ phenomenon မှာကျတော့အဲ့လိုမျိုးနီလန်မရှိဘူး USD မှာမယ်မနော်တည်ရ USD မှာမယ်မနော်တည်ရသူတို့ညာလဲဘယ်နားဝင်ပြီးဘယ်နား asset ထားရမလဲဆိုတာမတည်တဲ့စောက်ပြတ်တနာအဲ့ဒါပဲနော်အဲ့တော့ तू က long term investment မားတွေကတော့သူတို့ကတော့ဟိုနီလန်ရှိကောင်းရှိလိမ့်မယ်ကိုတွေကတော့ retail trader တယောက်အနေနဲ့ကတော့အဲ့လိုမျိုးတွေလဲကျွန်တော်တို့ကဟိုဒေါ်လာ3တန်းချီပြီးလားဆိုမှကျွန်တော်တို့ဟို trade ခဲ့ဘူးတဲ့လူတွေမဟုတ်တဲ့အခါကျတော့ကျွန်တော်တို့လည်းအဲ့ဒါတွေကိုကျွန်တော်တို့ကမယဉ်နီးဘူးမကျွမ်းဝင်ဘူးကိုညွန်ပြပြောဆိုတွန်တင်မဲ့လူလည်းမရှိဘူးပေါ့ဗျာဟိုကိုနဲ့ဟိုယဉ်နီးကျွမ်းဝင်တဲ့တကယ်ဟိုWarren Buffett တို့နဲ့ကျွန်တော်တို့ယဉ်နီးရမဟုတ်လေသူတို့ရှီကအကြံဉာဏ်တွေကျွန်တော်တို့ရနေရမဟုတ်ဘူးလေเนาะကျွန်တော်တို့က retail trader တွေဆိုတဲ့အခါကျတော့ကျွန်တော်တို့ကသူတို့စားမဲ့ဖားတွေလေအဲ့ခါကျတော့ကျွန်တော်အဲ့နီလန်းနဲ့ကျွန်တော်မှအဆင်မပြေဘူးဥပမာကျွန်တော်တို့ကဒီ technical နီလန်းတွေမှာကျတော့ကျွန်တော်တို့ရိုးရိုးလေးပဲကျွန်တော်တို့သုံးတဲ့ strategy ပေါ်မူတည်လောက်ဆိုမှဘယ်နားမှာဝင်မယ်ဘယ်နားမှာ asset ထားမယ်ဘယ်နားမှာထွက်မယ်ဆိုတာကျွန်တော်တို့ကဒါကသူ့နီလန်းနဲ့သူကရှိပြီးသားဥပမာဒီရက်ပိုင်းမှာကျွန်တော်ဝင်ခဲ့တဲ့ entry လေးတစ်ခုကိုသူက technical analyze only နဲ့ပဲကျွန်တော် trade ခဲ့တဲ့ဥစ္စာလေးကိုကျွန်တော်ပြောပြမယ်เนาะဒီမှာဆိုလို့ရှိရင်ဒါ84 unicorn တစ်ခုဒီနားမှာရှိရเนาะဒီမှာမိတ်ဆွေတို့ဒီနားမှာကြည့်ဒီမှာเนาะဒီမှာเนาะဒီကနေလာတော့မှသူဒီလိုသွားတာเนาะ84 unicorn တစ်ခုရှိရဒီမှာဒီ line ကိုကျွန်တော်အပြင်မှာဆွဲထုတ်ပြလိုက်မယ်เนาะဒီနားမှာအပြင်မှာဆွဲထုတ်ပြလိုက်မယ်ဆိုရင်ဟောဒီမှာဒါ market switcher ship ရှိရဒီနားမှာဆိုလို့ရှိရင်ဒါ day low လည်းရှိရ day low ဖြစ်တဲ့ပြင်ဒီနားမှာပါရှိလဲဆိုရင် TVS ဆိုတာရှိရ TVS ဆိုတာ Terra body soup เนาะ Terra body soup ဆိုတာဒီနားမှာရှိရဒါကျွန်တော်ဟိုဟာ Terra soup နဲ့
မှာနော်မှာဒါတဲ့ body sub ပြီးဒီနမှာ तू ကဘာရှိသေးလဲဆိုဒီလိုရှိရဟောဒီမှာ तू က market censorship တယ်အဲ့ဒီမှာ gap ဒီမှာ gap နော်အဲ့ဒါကြတော့ဒီဟာကြတော့ तू ကဘာဖြစ်သွားရလဲဆိုလို့ရှိရင်ဒါ unicorn ဖြစ်သွားပြီဘာ unicorn လဲဆိုတော့84 unicorn POI က तू ကဒီလိုရှိပြီးရင်ဒီလိုအပြင်အခြားတော့ကျွန်တော် trend line နဲ့ပတ်သက်တဲ့ဟိုဥစား analyze တွေလည်းရှိသေးတယ် trend line နဲ့ပတ်သက်တဲ့ analyze တွေရှိတဲ့အခါကျတော့ကျွန်တော်ဒီနားနေပြီးတော့စာရီတော့ဝင်တယ်နော်ဒီနားလေးမှာဒီနားလေးကနေ analyze ကျွန်တော်ရဲ့ SL ကိုဘယ်နာထားရမလဲဆိုပုံမှန်အဖြစ်ကတော့ဒီ swing trade မှာထားလေးထားရှိရဲဒါပေမဲ့ကျွန်တော် SL ကိုဒီ body ထိပဲကျွန်တော်ထားလေးထားရှိရဲ body ထိပဲထားတယ်ပြီးရင်ဒီမှာကျွန်တော်ဒီနားလေးမှာကျွန်တော် 5R ကြော်နဲ့ကျွန်တော်ထွက်လိုက်တယ်เนาะဒီမှာ 5R ကြော်ဒီနားမှာ 5R ကြော်နဲ့ထွက်လိုက်တာလဲသူအကြောင်းရှိရဲအဲ့ဒါတွေကနောက်ပိုင်း strategy ရှင်းတဲ့ချိန်ကျမှပြောဒါပြီးလို့ရှိရင်မနေ့ကဒီနားမှာနောက်တစ်ချက်ပြန်ပြီးတော့ဝင်တာရှိရဟိုကောင်ထွက်ပြီးတော့မှဒီနားမှာပြန်ဝင်တာဒီနားမှာ तू ကဘာရှိလဲဆိုရင်ဒီမှာလဲ तू ကဟိုရှိရ daily cap ရှိရဒီအောက်မှာနော်ဒီအောက်မှာ daily cap ရှိရ daily cap ရှိရဲ့အချိန်မှာဒီကကျတော့ကျွန်တော်15မိနစ်ကနေဝင်တာပထမဝင်တဲ့ဟာ swing trade တယ်ဒီကောင်ကတော့ဒါဟို trade တယ်ပေါ့နော် day trade ပုံစံမျိုးဒီမှာလေးဒါ body sub နဲ့ဒီမှာဆိုရင်ဒါဟိုပေါ်သွားပြီလေတဲ့တယ် body sub model 1ပေါ်သွားပြီเนาะတဲ့တယ် body sub နဲ့ model 1ပေါ်သွားပြီကျွန်တော်ဒီကနေပြန်ပြီးတော့ entry ဝင်တယ်ဒါမင်းညအောင်ကเนาะမင်းညအောင်ကကျွန်တော်ဒီကနေပြီးတော့နောက်ထပ် entry ပြန်ဝင်တယ်ဒီမှာ SL ကိုဒီမှာ body ထိပဲထားတယ်ပြီးရင်ဒီဟာဒါဒီနေ့မနေ့ကျွန်တော်ဒီမှာ2အချွတ်နဲ့ဒီနားလေးမှာခဏငါမှထွက်လိုက်တာเนาะခဏငါမှထွက်လိုက်တာအမားဒီဟာကိုလည်းကျွန်တော် swing trade အနေနဲ့စက်ကင်ဖို့အစီအစဉ်ရှိပေမဲ့ခဏငါဒါဒီဟာတောက်ရင်းနဲ့ဘာကြောင့်လဲမသိဘူးကျွန်တော်ထွက်လိုက်မိရเนาะဒီနားမှာ तू ကဟာတော်ပြီဒီပဲ trade တော့မယ်ဆိုပြီးတော့ကျွန်တော်ထွက်လိုက်တယ်တဘောပြောချင်တာကဒီ entry တွေကိုကျွန်တော်ရောင်းနဲ့ဝယ်တယ်လောက်တဲ့ချိန်ကျွန်တော် phenomenal analyze လုံးဝတစ်ဆက်ချီမှမသုံးခဲ့ပါဘူး phenomenal analyze ကိုလုံးဝမကြည့်ခဲ့ဘူးအဲ့တော့ phenomenal analyze မပါဘဲနဲ့လဲကျွန်တော်တို့ဟာလာဘယ်နှမှာဝင်မယ်ဘယ်နှမှာ asset ထားမယ်ဘယ်နှမှာ TP ထားမယ်ဆိုတာဒါကျွန်တော်တို့ day trade swing trade မှာကျွန်တော်တို့လုပ်လို့ရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ phenomenal ကြောင့် phenomenal ကိုကျွန်တော်တို့ဟိုတွားပြီးတော့ရောင်ပြီးတော့ဟိုအာယုံမနောက်ချင်တော့ဘူးမနောက်ချင်တဲ့အတွက်ကြောင့်မို့ကျွန်တော် phenomenal နဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးကိုမေ့ပလိုက်တယ်ဖျောက်ဖျက်ပလိုက်တယ် phenomenal ကိုလုံးဝမသုံးတော့ပြောချင်တာအဲ့ဒါပဲကဒီနေ့ဗီဒီယိုကဒါတချို့တော့ဆရာကြီးတွေကဒီ user ကိုဟိုလက်ခံမှာမဟုတ်ဘူးလက်မခံလဲကျွန်တော်တော့စောက်ခွင့်မဆိုင်ရเนาะဟိုကိုနီလာနဲ့ကိုပဲ okay ဒီဗီဒီယိုဒီမှာပဲရရအောင်